မြန်မာယူဆက်ကွန်အသင်းဆော်ဒီကိုဘာကြောင့်ရှုံးခဲ့ရတာလဲအားနည်းချက်အားသာချက်တွေကဘာဖြစ်မလဲမြန်မာဘောလုံးရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဘာမီစပေါ့နျူ Facebook YouTube နဲ့ TikTok Channel တွေကနေပြီးကြိုဆိုလိုက်ပါတယ်ခင်ဗျ2026ယူဆက်ကွန်အာရှဖလားပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ်မြန်မာယူဆက်ကွန်အသင်းဟာအင်ရှင်ဆော်ဒီယူဆက်ကွန်အသင်းနဲ့ရင်ဆိုင်ကစားခဲ့ရပြီးတော့၄ဂိုးကိုမရှိနဲ့ရှုံးနိမ့်ခဲ့ရတယ်ဆိုပေမဲ့အားနည်းချက်များနဲ့အတူတိုးတက်လာတဲ့အားသာချက်အပိုင်းတွေကိုလည်းတွေ့မြင်ခဲ့ရပါတယ်အခုပွဲစဉ်မှာမြန်မာအသင်းဘာကြောင့်ရှုံးတာလဲအားနည်းချက်အားသာချက်တွေကရောဘာတွေဖြစ်နိုင်မလဲပထမဆုံးသွင်းကိုတော့ဒိုင်ယာထုတ်လွှင့်မှုအဆင်မပြေတာကြောင့်ကြည့်ခွင့်မရလိုက်ပါဘူးခင်ဗျာဒုတိယသွင်းကိုမှာတော့မြန်မာအသင်းဟာဘေးတက်ပလေးကိုဂိုးသမားစီကနေကစားကွက်စတင်ဖို့ကြိုးစားတဲ့ပုံစံမျိုးနဲ့ကစားကွက်စတင်ဖို့ကြိုးစားတဲ့အချိန်မှာမြန်မာအခန်းစစ်ကစားသမားတွေအနေနဲ့ကောင်းကောင်းလိုက်မကစားနိုင်မဲနဲ့နေရာယူမှုအလွဲမှားများကြောင့်ဒုတိယဂိုးပေးခဲ့ရပါတယ်ဒီဂိုးမှာမြို့ခန့်ကျော်ရဲ့နေရာယူမှုအားနည်းချက်အမှားကနေပဲဂိုးပေးခဲ့ရတာဖြစ်ပါတယ်တတိယဂိုးနဲ့စတုတ်တာဂိုးတွေကတော့ပင်နတီကနေတဆင့်ပေးခဲ့ရတာဖြစ်ပြီးတော့ဒိုင်ရဲ့ဆုံးဖြတ်ချက်တချို့မမျှတမှုကြောင့်လည်းဖြစ်ပါတယ်တကယ်ဆိုမြန်မာအသင်းပေးလိုက်ရတဲ့ပင်နတီနှလုံးက50-50အနေထားမှာပဲရှိနေပြီးတော့ပင်နတီပေးရလောက်တဲ့အလုံးမျိုးတွေလည်းမဟုတ်ပါဘူးခန်းစစ်ကစားသမားတွေကြားနားလည်မှုလိုအပ်နေသလိုဒိုင်ရဲ့မမျှတတဲ့ဆုံးဖြတ်ချက်တွေကြောင့်လည်းခွင့်ပြုခဲ့ရတာဖြစ်ပါတယ်မြန်မာအသင်းဟာ5-1ကစားပုံဆက်ဆန်နဲ့ခန်းစစ်အသားပေးပွဲထွက်လာခဲ့ပါတယ်မြန်မာအသင်းရဲ့ခန်းစစ်ကစားပုံကကောင်းတဲ့တော့ကောင်းမွန်ခဲ့ပြီးတော့ဆော်ဒီအသင်းကိုကစားကွက်ကနေသွင်းကိုတကူမှခွင့်မပြုပေးခဲ့ရပါဘူးဒါဟာကောင်းမွန်တဲ့အချက်တစ်ခုပါဆော်ဒီအသင်းဟာမြန်မာအသင်းရဲ့5-1ဆန်ဆန်ကစားကွက်ကိုဘလို့မှထိုးဖောက်လို့မရတာကြောင့်မြန်မာအသင်းရဲ့အခန်းစစ်9ယောက်တန်းရှေ့မှာတိုက်စစ်ကစားသမားတွေကိုနေရာယူစေပြီးတော့အမြင့်မောပေးပို့မှုတွေတိုင်းရိုက်ပြုလုပ်ကမြန်မာအသင်းရဲ့ခန်းစစ်ကိုထိုးဖောက်ဖို့ကြိုးစားခဲ့ပါတယ်အဲဒီလိုထိုးဖောက်ဖို့ကြိုးစားတဲ့အချိန်မှာမြန်မာခန်းစစ်ကစားသမားတွေရဲ့နေရာယူမှုမလိုအပ်ဘဲနဲ့ risk ယူပြီးဖျက်ထုတ်မှုတွေကြောင့်ပင်နတီသွင်းကို2ဂိုးအထိခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်မြန်မာအသင်းရဲ့ခန်းစစ်ကစားပုံကနေတစ်စစ်တံပြန်တိုက်စစ်ကစားပုံအချို့ကောင်းမွန်ခဲ့ပြီးတော့အခွင့်အရေးတွေလည်းပြန်ရခဲ့ပါတယ်သို့တော့ကစားသမားတွေရဲ့ကိုကောင်းဆန်မှုဆုံးဖြတ်ချက်မပြတ်သားမှုတွေကြောင့်မြန်မာအသင်းရှေ့ပကိုပြန်မရခဲ့တာဖြစ်ပါတယ်ဆော်ဒီနယ်ပွဲမှာခန်းစစ်ကမျိုးခန့်ကျော်တိုက်စစ်ပိုင်းကညီညီတန့်နဲ့ကစားသမားအရှုလိုအပ်တာတက်ပို့ပြီးတော့ဆုံးဖြတ်ချက်မပြတ်သားတာယုံကြည်မှုကျဆင်းနေတာတွေကြောင့်မပေးသင့်တဲ့ဂိုးအရှုပေးခဲ့ရတယ်လို့မျိုးပဲရတဲ့တဲ့ဂိုးတချို့လည်းမရလိုက်ပါဘူးအထူးရှိကျူးရမှာကတော့မြန်မာအသင်းရဲ့ဂိုးသမားထက်ဝေရံပဲဖြစ်ပါတယ်။တောင်ကန်ဘော်တွေထွက်ပေါက်တာတည်တတ်တဲ့ဂိုးပေါက်ကာကွယ်မှုတွေလည်းအများကြီးပြုလုပ်သွားတာတွေ့ရပြီးတော့ပင်နတီလုံးကိုလည်းပုတ်ထုတ်ပေးနိုင်ခဲ့ပေမဲ့နောက်ထပ်တစ်ချိန်ပိတ်သွင်းတာခံရလို့သာဂိုးပေးလိုက်ရတာဖြစ်ပါတယ်။နောက်ထပ်တစ်ယောက်ကတော့အသင်းကောင်းဆောင်အောင်တီဟပဲဖြစ်ပါတယ်။ခန်းစစ်မှာလည်းအာယုံစိုက်ကစားတာတွေ့ရတယ်လို့တချို့အလုံးတွေမှာတိုက်ဆက်လိုက်ပါမှုကောင်းမွန်တာကိုလည်းတွေ့ရပါတယ်။ရှုံပြောရရင်တော့ဆော်ဒီနဲ့ပွဲစဉ်မှာမြန်မာအသင်းဟာအာသာချက်အနေနဲ့5-1ဆန်ဆန်ကစားကွက်ကိုကောင်းတဲ့တော့ကောင်းအောင်ကစားနိုင်တာတွေ့ရပြီးတော့အခွင့်အရေးတချို့ပြန်ရအောင်ကစားနိုင်ခဲ့ပါတယ်။အားနည်းချက်ကတော့ဘေးတက်ပလေးကစားတာအတော်လေးအားနည်းတာတွေ့ရပါတယ်။အထူးသဖြင့်ညာချမ်းခန်းစစ်ကစားသမားတွေနေရာယူပုံအတော်လေးလိုအပ်ချက်ရှိပါတယ်။ဂိုးအေရီယာအတွင်းဖြတ်ထုတ်တားဆီးမှုတွေကိုလည်းဒီတက်ပို့ပြီးတော့ပနက်ဖြတ်ထုတ်ရှင်းလင်းတတ်ဖို့လည်းလိုအပ်နေပါသေးတယ်။ယူဆက်ခွန်ကလေးတွေဖြစ်တဲ့အတွက်အသက်အရွယ်ငယ်နေသေးတာကြောင့်ရင်တစ်ဖက်အသင်းကအထက်အင်အားကြီးအသင်းဖြစ်နေတာကြောင့်ရင်အမားတွေရှိခဲ့ပေမဲ့ယခုကစားကွက်အတိုင်းများများလေ့ကျင့်ပြီးတော့ပွဲများများကစားကပိုပြီးအဝင်အောင်ကစားလာနိုင်မယ်ဆိုရင်တော့အာဆီယံထိပ်သီးထိုင်းဗီယက်နမ်အင်ဒိုအသင်းများကိုရင်ပေါင်တန်းကစားလာနိုင်မယ့်ပုံစံမျိုးအများအပြားတွေ့ခဲ့ရပါတယ်အားနည်းချက်တွေများစွာရှိနေသေးပေမဲ့အာသာချက်များလည်းတွေ့ခဲ့ရတာကြောင့်ဒီထက်ပိုပြီးစူးစမ်းတင်ယူကစားဖို့လိုအပ်နေပါသေးတယ်မြန်မာပရိသတ်တွေကရောဆော်ဒီနဲ့ပွဲစဉ်ကမြန်မာယူဆက်ခွန်အသင်းရဲ့ကစားပုံနဲ့ပတ်သက်လို့ဘယ်လိုမြင်ပါသလဲမှတ်ချက်ပေးဆွေးနွေးပြီးသွားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ